ဘာသာရေးကြတော့ဘယ်လိုလဲဆိုတော့ဘုံကြီးကအကြောင်းထိုင်ဖုံးနေရလို့မရှိဘူးသူတို့စားပေါ့ရန်ကုန်ကနေပြီးတော့မှတလားတစ်ခါ2ရက်3ရက်နေပြီးတော့အဲ့လိုမျိုးရှိတယ်ဆိုတော့အဲ့လိုသိရတယ်လေနော်ဒါပေမဲ့လို့သူတို့ကဘာသာရေးမှာတော့ဖုံကြီးမရှိပဲလို့လေစူးစားတယ်ဆက်စတို့ရောက်တဲ့ခါကျတော့သူတို့ကအားကျိုးမှန်တက်ပဲလေကြိုးစုတယ် ရွာမှာပထမပိုင်းကဖုန်ကြီးမရှိဘူးလို့ကြားတယ်ဒါပေမဲ့ကျွန်မသွားတဲ့အချိန်မှာတော့ဖုန်ကြီးရောက်နေတယ်အဲ့လိုဖုန်ကြီးရှိတဲ့ sister ရှိတယ်နောက်ဖျားချောင်းကလည်းအဲ့ဒီတော့ကတော့ရွာထဲမှာပဲရှိသေးတယ်ဒါပေမဲ့ဘာသာရေးကြတော့လေသူတို့ကမစိုးပြန်ဘူးလာချတယ်သူတို့ကလေလာချတယ်လူကြီးတွေပေါ့အများကြီးလူကြီးတွေလာတယ်နောက်လူလက်ပိုင်းတွေကလည်းလာချတယ်အဲ့သူတို့ကဝါဒနာပါတာတချင်းဝါဒနာပါတော့လေတချင်းဆိုရင်အရန်မြိုင်တယ်ယူခွင့်မှလည်းဖျားချောင်းတချင်းဆိုခလေးတွေကလည်းလိုက်ဆိုနိုင်တယ်အဲ့လိုမျိုးပေါ့နော် ကျွန်တော်တို့ကကိုရမြကြီးတော့30သွားယူရတယ်ဒီမှာမရှိဘူးစံလုံးကြီးစားပြီးတော့ကိုရမြကယူခဲ့ရတယ်အခုတော့ကလေးတွေကအဆယ်တွေလည်းပဲရှိတယ်ဖုန်းကြီးလည်းရှိတယ်ဆိုတော့အကုန်လုံးပြည့်စုံတော့ဒီနားမှာနီးနီးနားနားဒီမှာကိုရမြယူလို့ရတယ်ကျွန်တော်တို့ကတလဝါနေရတယ် ဘာသာရေးနဲ့ကြတော့ပထမဆိုလဲလူမျိုးပေါ့နော်လူတွေကအရန်ရိုင်းဆိုင်ကြတာပေါ့လူကြီးလဲလူကြီးလို့ပြောမှမသိစစ်စဲလာလို့လဲစစ်စဲလာလို့စစ်စဲကိုကောင်းကောင်းမွန်စကားပြောမှလည်းသူတို့မသိကြဘူးပေါ့အတင်အကြားတွေကလည်းနဲပါတဲ့ခါကြတော့လေအဲ့ဒီအချိန်မှာတော်တော်ရိုင်းဆိုင်ကြတယ်ပေါ့ မနဲ့တစ်ချိန်နေ့ရက်တစ်ချိန်ဖျားကတင်ပေးတယ်တချို့ကပြောဆိုမရတော့ဆရာကိုပဲတယ်ပြောပြဆိုရလို့ကလေးပြောလူရိုက်တွေရလေတဲ့ဒါဆရာပဲဟိုက အဲ့ဒီဆရာတို့ရောက်တဲ့ချိန်မှာဆိုလို့ရှိရင်တော့အဓိကဆရာတို့ဘာသာရေးလုပ်တယ်အဲ့တော့ဆရာတို့ကအဲ့မှာအဓိကလုပ်တဲ့ဆိုရှင်ကလေးတွေဆိုရှင်ခေါ်ပြီးတော့ညနေစုဖျားစကားတင်တယ်နော် ဖျက်စကားက4နာရီခွဲဆိုရင်တန်ကြောင်ခောက်တယ်ဆယ်ချူလီတို့ဖျက်စကားတင်တယ်သူတို့တွေတင်ပြီးလို့ရှိရင်ကိုကဘာပဲဖြစ်နေကိုယ့်ရဲ့ယုံကြည်မှုမပြောက်ပြတ်သွားဘာသာရေးမှာပေါ့နော်ဘလို့ပဲဘယ်အတိုင်းဝိုင်းကိုပဲရောက်သွားဘလို့ခက်ခဲတွေနေမရှိနေကိုယ့်ရဲ့ယုံကြည်မှုကပျောက်ပြတ်မသွားမရင်းရိုင်တော့တင်ပြီးအဲ့ဒီဒါဟောငငယ်တဲ့ကဒါစစ်စစ်ပြီးတင်ကြပေးခဲ့တာလေပေါ့ နောက်ကြတော့မှအခုစစ်စေတွေကနေပြီးတော့ဘုရားစကားသင်ပေးအဲ့ရနေပြီးတော့မှစကားနေဘယ်လိုယဉ်ကျေးရမယ်ဘယ်လိုပြောရမယ်လူကြီးသူမနဲ့စကားပြောရင်ဘယ်လိုပြောရမလဲဘုန်းကြီးစစ်စေနဲ့တွေ့ရင်ဘယ်လိုပြောရမလဲဆိုပြီးတဖြည်းဖြည်းလေးဘုရားစကားသင်တဲ့အချိန်မှာထဲ့ပြီးတော့သင်ကြားပေးသွားတော့အခုအဲ့ရလေးတွေကတဖြည်းဖြည်းနားလည်ပြီးတော့ပညာလေးတွေကလည်းတက်လာတဲ့တစ်ပိုင်းပေါ့နော်စစ်စေတွေသင်ကြားတာတွေလည်းတစ်ပိုင်းအဲ့ဒါကြောင့်မို့သူတို့ရဲ့အသိဉာဏ်လေးတွေကတိုးတက်ပြီးတော့မှအခုဆိုရင်စကားတွေပါတွေယူလဲရိုင်းဆိုင်နေတိတ်ပြီးတော့မပြောတော့ဘူးပေါ့လုံးဝပါပြောက်သွားရတော့မဟုတ်ဘူးပေါ့နော်တော်တော်များအများစုကတော့ပြောင်းလဲသွားတယ်စစ်စေတွေ့ရင်စကားပြောတတ်လာတယ်ဖုန်းကြီးနဲ့တွေ့ရင်စကားပြောတတ်လာတယ်လူကြီးတွေနဲ့တွေ့ရင်ဘယ်လိုစကားပြောရမယ်ဆိုတာကိုသူတို့ပြောင်းလဲလာတယ်ပေါ့